အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာရန်ကုန်မဆွေရေးသားထားတဲ့တပုံစိုးပေဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း3ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်စာအုပ်ကလေးမစခင်ကျမရဲ့ ST Audio Book YouTube Channel လေးနဲ့ Facebook Page လေးကို Like and Subscribe နဲ့ Like and Follow လေးနှိပ်ပေးဖို့တောင်းဆိုလိုက်ပါစီရှင်အပိုင်း3စိုးပေသည်ဇနီးတဲ့ကလေး၏မျက်နှာကို၎င်းဇနီးတဲ့လက်ထက်ရှိကလေးငယ်မျက်နှာကို၎င်းငြိမ်သက်လျက်မျက်တောင်မခတ်ဘဲငေးဆိုင်ကြည့်နေဇနီးတဲ့ကလေးသည်စိုးပေ၏မျက်နှာကိုပြုံးဆဆနှင့်ပြန်လှန်ကြည့်နေရှင်စိတ်မကောင်းဖြစ်နေသလားမဖြစ်ပါနဲ့ရှင်ကလည်းကျုပ်တို့ရွာမှာနေနိုင်တဲ့လူစားမျိုးမဟုတ်ဘူးကျမကလည်းအမေနဲ့အဖေရှိနေသေးသမျှဒီရွာကခွဲပြီးရှင်နေတဲ့မြို့တွေကိုလိုက်နေနိုင်မှာမဟုတ်ဘူးအဲ့ဒီတော့ကန်ဒီယာပေါ့ရှင်ဒီလိုပဲခွဲကြတာပေါ့ကိုစိုးပေဇနီးကလည်းဤစကားများကိုပြုံးပြုံးရဲရဲနှင့်ပင်ပြောလိုက်နိုင်သို့သောထိုအချိန်ကစိုးပေသည်မိမိရင်တွင်း၌လှုပ်ရှားမှုကိုအပြင်မျက်နှာပေါ်သို့ပေါ်ထွက်မလာစေရန်အတော်ကြီးဟန်ဆောင်နေရရှာ၏အေးငါလည်းဒီမှာဆက်နေဂျပန်တွေကအလွယ်လေးနဲ့လာဖမ်းတော့မှာ哦ကွမင်းရလည်းတီးသားပဲစိုးပေသည်မျက်တောင်နှစ်ချက်ခတ်ပြီးနောက်အတိတ်ပဲကင်းမဲ့စွာပြုံးရလျက်အခြားတစ်ဖက်ကိုထွက်သွား၏နောက်တစ်နေ့တွင်စိုးပေသည်အထုပ်အပိုးကိုပြင်လျက်တိတ်တိတ်ဆိတ်ဆိတ်ထွက်ခွာလာခဲ့သည်မိမိဝတ်သောအဝတ်ကိုမှတယောင်နဲ့တစင်နဲ့တမျိုးနဲ့ဝတ်ခဲ့သောစိုးပေသည်ယခုမူမိမ20ယူခဲ့ရ၏ကွဲခဲ့ရ၏စိုးပေစိတ်ထဲ၌မိမိကိုမိမိပင်လျင်မကြည်ညိုသလိုမတရီသလိုဖြစ်နေမိမတွေကိုလည်းအလိုလိုနေရင်စိတ်နာနေရက်လာကလေးအတော်ညောင်းလာသောအခါ၌မိမစိတ်နာနေသောစိုးပေသည်မိမိတို့နှင့်အတူတိုက်ဖော်တိုက်ဖက်ပြေးပေါ်လွှားပဲ့ဖြစ်သောရဲမေအပြိုမတစ်ယောက်နှင့်မျက်စိကျလာ၏စိုးပေနှင့်ရဲမေသည်တယောက်နှင့်တယောက်မျက်စိကျလာသောအခါမသေးမီတိုက်ခိုက်ရင်းပျော်ပျော်ပါပါအတူနေသွားနိုင်ကြရန်နှစ်ယောက်လုံးကအကြောင်းပြကြ၏စိုးပေအတွက်ထူးဆန်းနေသည်မှာအချစ်ဟူသောစကားလုံး၏အဓိပ္ပာယ်ကိုဝိုးတော်အားသဘောပေါက်သလိုလိုသိလာခြင်းပင်ဖြစ်၏စိုးပေသည်လူပြိုမဖြစ်တဖြစ်အလွန်ချစ်သောရည်စားဒုတိယရမည်မရလောင်မိမချောကလေးကိုခွဲရသောအခါတခါမှရည်စားမကွဲဘူးသေးသောအစိမ့်တစ်ယောက်ဖြစ်သည်ဖြင့်လောကတွင်ရည်စားနှင့်ကွဲရခြင်းလောက်ထိခိုက်တာဘာမှမရှိဟုထင်ခဲ့၏ထို့နောက်ရက်တွေကြာညောင်းလာသောအခါနောက်ထပ်ချစ်စရာကောင်းသည့်အပြိုတွေကိုတွေ့ရသဖြင့်ချစ်မိလာပြန်၏ဖြစ်ရကပေးလာသောအသည့်သည်စိုးပေကိုအမှန်အတိုင်းပို့ပေ၏မချစ်နိုင်သောချစ်၍မရပြီဖြစ်သောကွဲလာသည့်မိမပြိုကိုမိုက်မဲစွာတန်းတနေရခြင်းထက်လောလောဆယ်ချစ်နိုင်သောချစ်၍ရသောမျက်စိရှေ့တွင်မြင်တွေ့နေရသည့်အပြိုကိုအချိန်ကုန်မခံမဲချစ်လိုက်ခြင်းကပို၍လိမ္မာရေးချရှိရာရောက်သည်ထို့ကြောင့်စိုးပေသည်နောက်ထပ်တွေ့သောအပြိုတွေနှင့်လည်းချစ်၏တခါမှမချစ်ရဘူးသေးမီရှေးဥစွာချစ်လိုက်ရသောအချစ်ကြောင့်ရှေးဥစွာတွေ့ကြုံရသောအချစ်ဥကိုထူးသည်ဟုထင်တော်လဲတကယ်တွေးတောလိုက်သောအခါရှေးဥစွာတွေ့ရသောအချစ်ဥကိုလည်းစိုးပေကမိကုံရန်ကုန်ချစ်နေခဲ့သည်သာဖြစ်၏နောက်ထပ်တွေ့ကြုံရသောအချစ်ကိုလည်းအင်းအားရှိသမျှအစွမ်းကုန်ချစ်မိသည်သာဖြစ်၏စိုးပေအဖို့မိသူကိုမှအချစ်မရောစိုးပေသည်တွေ့သမျှအပြိုကိုတေတမန်တတဆုံစုံစည်းရသောဘဝတွင်ဘယ်တော့မှမကွဲပဲတဝါကြီးချစ်နေတော့မည်ဟုဆုံးဖြတ်ခဲ့သည်ကြီးဖြစ်၏ဤသို့ဆုံးဖြတ်ခဲ့သည်ကြီးဖြစ်ပါလျက်နှင့်ယူမည်ဟုအတိအကျသတ်မှတ်ထားခဲ့သောရည်စားနှင့်လည်းကွဲခဲ့ရ၏ထိုရည်စားနှင့်ကွဲစားကနောက်ထပ်အခြားဘယ်ရည်စားမှမထားတော့ပါဘူးဟုတွေးတောခဲ့တော်လဲအချိန်ကကူစားလိုက်သောအခါနောက်ထပ်ချစ်စရာကလေးတွေ့လာလျက်ရခင်ရည်စားနှင့်ကွဲလာခဲ့ရသည့်ဒဏ်ရာဒဏ်ချက်တို့ကိုမိမိပြောက်ပြောက်ဖြစ်စေရန်ဟုမိမိကိုယ်ကိုလိမ်လည်၍နောက်ထပ်ရည်စားတစ်ယောက်ထားမိရပြန်၏နောက်ရည်စားနှင့်တွေ့ကြုံချစ်ကြိုက်မိကြသောအခါ၌လည်းရခင်ရည်စားကိုချစ်မိတဲ့ကဲ့သို့ပင်အင်းအားရှိသမျှအိတ်သွန်ဖားမောက်ချစ်ခဲ့ကြလျက်
ယခုတစ်ကြိမ်ဘယ်တော့မှမကွဲရအောင်ယူရခဲ့ကြရဲ့ဟုထင်မှတ်ခဲ့၏ဤလိုပင်နှင့်အစွမ်းကုန်ချစ်ခဲ့ရသူတွေနဲ့အကြီးကွဲလာခဲ့လျက်မိမိထက်အသက်ကြီးသောအမျိုးသမီးတစ်ယောက်နှင့်စိုးပေပထမဆုံးအိမ်အောင်ကြရ၏ဤလိုမိမိထက်အသက်ကြီးသောမိန်းမနှင့်အိမ်အောင်ကြရသည့်အတွက်စိုးပေမရှက်ပါစိုးပေသည်အခြားသူများပြင်းလာသောစာမျိုးပေမျိုးကိုဖတ်ရှုတဲ့သူတစ်ယောက်ဖြစ်သောကြောင့်မိမိကိုမိမိဖြည့်စရာအကြောင်းရှာ၍ရပါသည်စိုးပေကပြော၏တမန်တော်မိုဟာမက်၏ပထမဦးဆုံးအချစ်ဖြစ်သောဇနီးသည်ခရီရှာမယ်သည်တမန်တော်မိုဟာမက်ထက်အသက်20တိတိကြီး၎င်းအားတမန်တော်မိုဟာမက်နှင့်စာလျင်အများကြီးငယ်သေးသောဇနီးကိုရပါသည်တဲ့ထို့ကြောင့်စိုးပေသည်ထိုအမျိုးသမီးကြီးကိုပင်တေတမန်တရဆုံအတူနေသွားရန်ရည်စူး၏သို့သောကွဲခဲ့ရလျက်နောက်တစ်ယောက်ယူရသည်နောက်ရသောဇနီးကိုလည်းဒီတစ်ခါဖြင့်တသက်ပံမြဲတော်မည်ဟုယုံကြည်၏ချစ်လိုက်သည်မှာလည်းပထမဆုံးလင်မယားအဖြစ်ပေါင်းသင်းခဲ့ရသောအမျိုးသမီးကြီးနှင့်ချစ်ကြတွေ့ကြစဉ်ကကဲ့သို့ပင်အစွမ်းကုန်ချစ်ခဲ့ကြသည်ထိုစဉ်ကမှတ်မိသေးသည်ဤမြအလွန်ကျွန်းအယူမူချစ်နေကြသည်မှာငယ်ကြီးဦးနှင့်ပြန်တွေ့နေရသောကြောင့်ဖြစ်လေသလားယခုထိုအယူမူမြချစ်ခဲ့သောငယ်ကြီးကလေးနှင့်ကွဲခဲ့ရပြီးနောက်တစ်ချိန်တွေ့ရသောအပြိုမကိုလည်းမျိုးမလိုပင်ချစ်သည်သာဖြစ်ဤတွင်စိုးပေသဘောပေါက်ရသည်အချစ်ဟူသည်မည်သူကိုမဆိုစွမ်းအားရှိသလောက်အကုန်သွန်၍ချစ်လိုက်သည်ကြီးဖြစ်ဤသူကိုမချစ်ရသောအခါဟိုသူကိုပြောင်း၍ချစ်ကြ၏အခြားတတဝါတို့ထက်အတိတရားပိုရှိသောလူတတဝါသည်ပို၍ချစ်တတ်သောတတဝါဖြစ်လူသည်မချစ်ဘဲမနေနိုင်သောတတဝါသည်ထို့ကြောင့်နှလုံးထဲကအသေးတွေကသွန်၍ချစ်လိုက်ရာချစ်နေရသောသူတို့နှင့်ကွဲကြရသောအခါနှလုံးထဲ၌ခြောက်သွေ့သွားအောင်စိတ်ထိခိုက်ကြရမည်ကြီးဖြစ်ထိုထိခိုက်မှုသည်ခြောက်သွေ့သောနှလုံးခြောက်နေသောအသေးကိုစိုးပြေလာစေမိချစ်စရာတစ်စုံတစ်ယောက်နှင့်တွေ့သောအခါယခင်ကအတိုင်းနှလုံးထဲအသေးထဲမှသွန်၍ချစ်ပစ်လိုက်နိုင်၏လူတ attva တို့၏နှလုံးသား၌အချစ်ရေရွှန်းလာမိသာဖြစ်သည်စိုးပေသည်သူ့ရဲမေကိုဤအတိုင်းနှလုံးသားမှသွန်၍ချစ်သူ့ရဲမေကလည်းစိုးပေကိုချစ်တိုက်ဖို့တိုက်ဖက်များကစိုးပေ၏ရဲမေကိုဝိုင်းတရီပေးကြသည်ဖြစ်ပါမလားနော်သူ့မှာလည်းကလေးတွေနဲ့မိန်းမကလည်းနှစ်ဆက်ကွဲနေတာဒါတောင်နောက်တစ်ဆက်ကသွားရင်လာရင်ဝင်းရဲထင်းရထွက်ရင်ပဲခမည်းကအပြိုဆိုတော့နောက်ဖို့သူ့မိန်းမနဲ့တကွတကယ်မကွဲဘူးဆိုရင်ခမည်းအတွက်နစ်နာမယ်အိုးသူ့မှာမိန်းမရှိတာဒီနောက်ကိုပြန်သွားမှဒီကျုပ်ကတိတ်စဉ်းစားနေမှာမဟုတ်ဘူးကျုပ်တို့ဟာတကယ်လုံရင်တကယ်သေကုန်ကြမှာပဲလို့ယုံနေတယ်ပြီးတော့တကယ်လဲလုံနေကြမှာပဲအဲ့ဒီတော့ခုလိုအပြိုဘဝနဲ့သေသွားမယ်အတူတူလူဖြစ်လာတဲ့နောက်လူအကြောင်းတော့ကျုပ်သိသွားခြင်းသေးတယ်ဒီလိုလူအကြောင်းကိုသိရအောင်လက်တွေ့စီးပူးနိုင်မှုရွေးချယ်တဲ့အခါမှာကျုံကြည်ညိုတဲ့လူကျုပ်ကြည်ပြူနိုင်တဲ့လူကိုရွေးတာပဲသူ့မှာမိန်းမနဲ့လည်းကွဲနေတယ်မဟုတ်လားဒီတော့ကမသေးခင်အတွင်းသူ့အတွက်လည်းကောင်းကျုပ်အတွက်လည်းကောင်းပေါ့နောင်ဆိုတာကျုပ်ဘာမှမစင်စားဘူးဟာဗျာဒီမိမကြီးတော်တော်စကားပြောပတ်ဆက်တယ်အတူနေရဲဘော်တို့သည်စိုးပေရဲမေကိုလက်မြောက်လိုက်ကြ၏စိုးပေကလည်းထိုစဉ်အချိန်ကသူ့ရဲမေပြောတဲ့ကဲ့သို့ခေါင်းထဲ၌ထား၏မိမိတို့သည်တနေ့ရရတွင်မလွဲမရှောင်သာပဲတေးကြရလိမ့်မည်ဟုယုံကြည်ထားကြ၏ယုံကြည်သည့်အတိုင်းလဲအသက်နှင့်စရေယူရမည်နေရာမျိုးတွင်အတူသွားကြ၏အခြားစီလဲခွဲ၍ခိုင်းဤတွင်စိုးပေပြဿနာတစ်ခုရင်ဆိုင်လာရသည်ထိုပြဿနာကစိုးပေရဲမေကိုတင်းချိုင်းနှင့်နီးသည့်ကိစ္စမျိုးကိုခိုင်းမိပါကမိမိအားဆွန့်လွတ်လိုက်ပြီဖြစ်သောမယားလေးစီသို့ပြန်သွားလိုသည့်အတွက်တမင်မသေးသေးအောင်ခိုင်းပြသည်ဟုလူအများတို့ကဆွဆွဲရာဖြစ်တော်မူထို့ကြောင့်တနေ့တွင်စိုးပေသည်မိမိမယားကလေးအားတညအိတ်အတွင်းရွာကိုပြန်ဖို့ပေးပါမည်ဟုသောဂရုနှင့်မိမိတို့ပြေးလွှားပုံအောင်နေရာကိုခေါ်လာသည်ရောက်လျင်မျက်နှာစုံကြီးရင်ဆိုင်၍ဤအပြိုကိုယူတော့မည်ဟုပြောသည်စိုးပေ၏မယားကဤအပြိုကို
ယူမှုမယူမှုကကိစ္စမရှိ၎င်းကိုရွာပြန်မပို့ဘဲအတင်းခေါ်ထားမိကိုစိုးရိမ်နေ၎င်းသည်မိဘများနှင့်မခွဲနိုင်အစကတည်းကကြိုက်သလိုလုပ်ပါဟုခွင့်ပြုထားပါလျက်တကူးတကခေါ်ပြောနေရပါမို့လားဟုစိတ်ဆိုးနေအချစ်အကြောင်းကိုစိုးပေသိသောအသည့်သည်ထိုအချိန်ကဖြစ်၏မိမိတခါကအယူအမှုချစ်လာခဲ့သောမိန်းမတစ်ယောက်အတွက်ထိုမိန်းမ၏နှုတ်မှထွက်သောစကားတစ်လုံးသည်လူသားတို့ကိုရီမောစေငိုကြွေးစေနိုင်သည့်အချစ်ဟူသည့်ကိစ္စရပ်ကြီးတစ်ခုကိုအဆုံးဖြတ်ပေးနိုင်ထိုအချိန်ကစိုးပေမယားကလေးသည်ဒီလိုတော့သဘောမတူနိုင်ဘူးကျုပ်ကူရှင့်နောက်လိုက်မနေနိုင်ပေမဲ့အေးဆေးတဲ့အချိန်မှာလိုက်နေနိုင်အောင်ကြိုးစားမယ်ဟူသောစကားတစ်ခုကိုပြောလိုက်လျင်စိုးပေနှင့်ရဲမေ၏ဘဝသည်၎င်းစိုးပေနှင့်စိုးပေမယား၏ဘဝသည်၎င်းတမျိုးတဖုံဖြစ်သွားနိုင်ဤသို့ဆိုသောချစ်လာကြီးရဲ့ဆိုသူများ၏အချစ်သည်ဘာကိုဆိုလိုပါသနည်းစိုးပေသည်မိမိမယားကလေးကိုတစ်ချိန်ကနှလုံးသွေးကိုတွန်းလျက်ချစ်ခဲ့ယခုလည်းနှလုံးသွေးတွန်းလျက်ဆက်လက်ချစ်မိဆဲဆဲဖြစ်သို့သောထိုအချစ်ကိုစိုးပေမယားကလေးပါးစပ်မှထွက်သောစကားလုံးကအဆုံးဖြတ်ပေးလိုက်ပါပြီကောမယားကလေးကိုဂရိအတိုင်းပြန်ပို့ပြီးသောအခါစိုးပေနောင်တရနေထိုနောင်တကတယောက်တည်းကြိတ်၍ရသောနောင်တဖြစ်သည်တကယ်ဆိုတော့စိုးပေသည်ဤသို့မျက်နှာဆုံးကြီးအတီလင်းပြောဆိုမှုမျိုးကိုအစောကြီးကပြုလုပ်သင့်စိုးပေရဲမေအပြိုမကမြည်မြပင်မိုက်မဲပါစေ၎င်းအားယူရန်မယူရန်အတွက်ကိစ္စမရှိဟုမြည်တို့ဆိုစေဤကဲ့သို့မသေးခင်အတူနေသွားမည်ဟုမြည်မြပင်ယုံကြည်ကြည်နှင့်စွန့်စားဝင်သည်ဖြစ်ပါစေစိုးပေသည်ဤကိစ္စများကိုရှင်းလင်းပြီးပြတ်အောင်တိတိကျကျတွေ့ဆုံဆွေးနွေးမှုမပြုရသေးပဲနှင့်ရဲမေအပေါ်တွင်ချစ်နီးရင်းနှီးချစ်ခင်ရန်မသင့်အကယ်၍များစိုးပေမယားကလေးကကျုပ်ဒီလိုသဘောမတူနိုင်ဘူးကျုပ်လည်းရှင်နဲ့အတူလိုက်နေမှာပေါ့ဟုဆိုလျင်ရဲမေအတွက်ထိခိုက်နေတာပွဲဖြစ်မဖြစ်မီလောစိုးပေသည်မိမိကိုမိမိပြန်၍စင်ကြေးပေးလိုက်၏မိမိမယားကလေးသည်မြည်သည့်နည်းနှင့်မှမိမိနှင့်လိုက်နေလိမ့်မည်မဟုတ်ပါဘူးလင်းသေးလျင်လင်းစားရနိုင်သည်မိဘသေးလျင်မိဘအစားမရနိုင်ဟုပြောသွားသည်မဟုတ်ပါလားဤသို့သိနေလျင်လည်းမြည်သည့်အတွက်ကြောင့်အပိုအလုတ်ခေါ်ပြောနေရပါသလဲမေးမြန်းခြင်းကနောက်တစ်နေ့မသေး၍ကြံရှိခဲ့သောရဲမေနှင့်အတူတကွဆက်လက်နေထိုင်ရန်ခိုင်လုံအောင်ပြုခြင်းပင်ဖြစ်၏ဤသို့တွေးမိသောအခါစိုးပေသည်မိမိကိုမိမိအတော်ယွန်သွား၏မိမိပြုလိုသည့်အလုပ်ကိုရဲရဲဝံ့ရိုးရိုးတန်းတန်းမလုပ်ရဲပဲအများတကာတို့အပြောလွတ်အောင်ဖန်တီးနေရပါသေးကလားဟုမိမိကိုမိမိအတော်အထင်သေးသွား၏ကိုအတော်တရေပေါ်နေသူအတော်ကြောက်တတ်သူဟုလည်းနောင်တရလာ၏ရဲမေနှင့်စားလျင်ရဲမေလောက်မှတတ္တိမရှိပတ်ဝန်းကျင်ကိုယွန်းကြောက်နေသည်ဟုတွေး၏ဤအတွေးနှင့်အတူစိုးပေသည်သူ၏ရဲမေအားနှလုံးသားထဲမှစစ်သွန်ချလိုက်သောသွေးဖြင့်တကူလုံးဖြင်းဖြင်းသိမ့်အောင်ချစ်သောစိတ်တွေဝင်လာ၏အောက်ထပ်မှဆက်ရိတ်တန်းရက်သွား၏မျက်နှာတွင်အပြုံးရိပ်ကလေးတန်းနေသောစိုးပေသည်ရုပ်ချီးကလထိုင်ပေါ်မှလူးလဲထားလိုက်ထို့နောက်စပွဲနိုင်ကလေးပေါ်တွင်တင်ထားသောဖန်ခွက်ကိုကုံအောင်မောလိုက်ပြီးလျင်ကုံနေပြီဖြစ်သောပလင်းကိုမီးရောင်တွင်မြှောက်ကြည့်လိုက်ပြီးနောက်ပြန်ချထား၏မရေရာသောလှုပ်ရှားမှုဖြင့်တခန်းလုံးကိုလှက်ပတ်ကြည့်မိရာမှလက်ပတ်နာရီကိုငုံကြည့်၏9 နာရီခွဲလေပြီစိုးပေသည်နေရာမှလေးကန်စွာထလျက်အိတ်ခမ်းသို့သွား၏အိယာပေါ်တွင်လှဲလိုက်ပြီးနောက်ဘာလို့မြန်မအိတ်ချင်ပဲဖြစ်နေရပါလိမ့်ဟုတွေးရင်ဇွတ်မျက်စိမှိတ်လိုက်၏စိုးပေအိယာတွင်မှလူးလဲထလိုက်သောအခါနက်နက်9 နာရီခွဲနေလေပြီမျက်နှာတစ်ပြီးသောလက်ဆွဲတစ်တာငယ်တစ်ခုကိုလွဲလျက်ခြိတိုင်မြဲဖြစ်သောမင်းရှင်နောင်သို့မဟုတ်ကိုလေဝေတို့အိမ်သို့သွား၏ရှေးရခင်ကဆိုလျင်ကိုလေဝေသည်အာဝါရမင်းသားဟူသောအမည်ကိုယူလျက်ဗမာပြည်ဤရက်သို့ရောက်အောင်လွင်မား၍နေထို့ကြောင့်လေလွင့်လူများကိုမြင်ရလျင်တားဆီးခြင်းမြည်တို့များမပြုဘဲအပြုံးနှင့်ချမ်းသာအောင်ပြုစု၏
လေလွင့်လူတို့သည်တားဆီး၍မိသည့်အခါမှမရတဲ့စိတ်ချမ်းသာမည့်နေရာ၌သာကြာရှည်နေတဲ့အကြောင်းကိုလေလွင့်ပါရဂူရှင်ကြီးကသိသည်ဆိုပေသည်ထိုပါရဂူရှင်ကြီးနှင့်အတူနေအချိန်တဝက်ကြောကိုဖြုံး၍တာဝန်ရှိသောအလုပ်ကို2 နာရီခန့်မြလုပ်သည်ထို့နောက်အရက်ဆိုင်တွင်2 နာရီကျော်မြအရက်တောင်ရင်စာဖတ်ပြီးနောက်ညဘက်တွင်ကိုအောက်ဟင်းလင်းသို့မဟုတ်ကိုသားဆန်းတို့စီသို့ရောက်၏ကိုသားဆန်းသည်ထုံးစံတိုင်းသူ၏အခန်းချင်းကလေးထဲတွင်တယောက်ထက်မိပိတ်၍ထိုင်နေသည်ကိုသားဆန်း၏ရှေ့စပွဲပေါ်တွင်အရက်ဝဲစီမှနေ၍စားလိုက်ကရောက်လာဟန်ရှိသောစားအိပ်ပြာကလေးများအစီအီချထားလျက်ရှိသည်ကိုသားဆန်း၏လက်ထဲတွင်မဲဒလင်တစ်လုံးကိုပိုက်ပွေထားလျက်ရှိသည်ကိုသားဆန်းသည်ဝင်လာသောစိုးပေအားလာရောက်နှောက်ယှက်သူဟုသောသဘောဖြင့်ဖြင်းညင်းစွာမော့ကြည့်စပွဲ၏ရှေ့တက်တဲ့တွင်စိုးပေရက်လိုက်သောအခါအာဦးစိုးပေဟုနှုတ်မှရေရွရင်းမိခလုတ်ကိုဖွင့်လိုက်သည်စိုးပေသည်လှုပ်ရှားနေသောတာဆန်းကိုနေရာတွင်ရက်လျက်ငြိမ်သက်စွာကြည့်တာဆန်း၏မျက်နှာသည်မုတ်စိမ်မွေနှကမ်းမွေးတို့ဖြင့်ဖြစ်ကြရဆန်းညှိုးမိန်နေတော်လဲတာဆန်း၏မျက်လုံးတွင်မူကားရိုးလူအေးရွှမ်းနေလျက်တောက်ပြောင်နေစိုးပေဝင်မလာမီတစ်ချိန်ချင်းကဆိုလျင်စပွဲပေါ်တွင်ချထားခြင်းခံရသောစာအိပ်ပြာတို့သည်တာဆန်း၏တခြင်းနှင့်တီးလုံးသံကိုဝိုင်းရန်နားထောင်နေကြလိမ့်မည်ဟုစိုးပေကအတက်သည်ထိုစာအိပ်ကလေးများကိုကိုတာဆန်းစိုးတီးပြနေလိမ့်မည်ဖြစ်သောတခြင်းသည်လည်းမြည်သောတခြင်းဖြစ်လိမ့်မည်ဟုစိုးပေအတက်သည်တာဆန်းသည်စိုးပေကြည့်နေသည်ကိုစိတ်မလုံးမလဲဖြစ်လျက်စပွဲပေါ်ရှိစာအိမ်များကိုသိမ်းစီရင်စိုးပေကိုပြုံးပြလိုက်သည်တာဆန်း၏အပြုံးသည်အကွဲသောအပြုံးထိုအပြုံးသည်နှလုံးသား၏နာကြည့်မှုကြောင့်သွားကလေးဖြီး၍ခံလိုက်ရသောအပြုံးဖြစ်၏သို့သောတာဆန်းကထိုအပြုံးကိုချက်ချင်းဖုံးပြလိုက်သည်သူသည်မလာသောအပြုံးကိုစိုးပေအားကြာရှည်မပြလို့ပေထိုင်လေဦးစိုးပေကျွန်တော်မထိုင်တော့ဘူးဗျာသွားမယ်ခမရကိုလားနှောက်ရှက်တယ်လို့ဖြစ်လိမ့်မယ်ဟုတ်ပါဘူးဦးစိုးပေကလည်းထိုင်ပါကျွန်တော်တော့ခုလာတော့မလို့နေပါစေတော့ဗျာသွားမယ်စိုးပေသည်အခန်းတွင်မှလှည့်ထွက်လာ၏တာဆန်းသည်စေးပေါ်လိုက်တလိပ်ထိတ်ကိုကိုက်ဖက်ရင်းစိုးပေနှင့်အတူအခန်းပြင်ဘက်သို့ထွက်လာလိုက်သည်လာပါဦးစိုးပေတကယ်ပါကျွန်တော်ဦးစိုးပေစီလာမလို့ပဲကောင်းလေးတွေမပြန်သေးတာနဲ့ခဏထိုင်နေတာလာပါပြီးတော့လေဒီမှာအသင့်ရှိပါတယ်နောက်တစ်ခုကဦးစိုးပေနဲ့တိုင်ပင်စရာကိစ္စလေးတစ်ခုရှိလို့ထိုတွင်တာဆန်း၏ဧည့်သည်တစ်ယောက်နှစ်ယောက်နှင့်တာဆန်း၏လှုပ်ဖော်ကင်ဘက်ကောင်းလေးတွေလည်းအိမ်ရှိမှဝင်လာကြသည်လာကြပါကဲဦးစိုးပေလည်းလာပါတာဆန်းသည်ဧည့်သည်များကိုနှုတ်ဆက်ရင်းစိုးပေကိုဦးစိုးပေဟုခေါ်၍စိုးပေကတာဆန်းကိုကိုတာဆန်းဟုခေါ်သည်တကယ်စင်စစ်စိုးပေသည်တာဆန်း၏ဦးလေးအငယ်ဆုံးအရွယ်လောက်ရှိတော်လဲစိုးပေကမူတာဆန်းအားတငယ်ချင်းတစ်ယောက်အလုံးလုံးဖို့တစ်ယောက်အဖြစ်နှင့်အသက်တူရွယ်တူကဲ့သို့ပေါင်းသင်းဆက်ဆံသည်စိုးပေနှင့်တာဆန်းတို့စပွဲတွင်ထိုင်မိကြသောအခါတာဆန်း၏လှုပ်ပေါ်ကင်ဖက်ကောင်းကလေးများကပလင်းများဖန်ခွက်များကိုအသင့်ချလာသည်စိုးပေသည်တစ်ခွက်ပြီးတစ်ခွက်တောက်ကြ၏အရက်ဝိုင်းမှာတဖြည်းဖြည်းစီစီညံညံရှိလာ၏ပလင်းများကိုလည်းတစ်လုံးပြီးတစ်လုံးဖောက်နေရ၏အတော်ကြီးညစ်နေလာသောအခါဧည့်သည်အချို့ပြန်သွားကြပြီဖြစ်၍လူရင်းကြီးကြံခဲ့သည်ရေချိန်ကလေးရနေဖြစ်သောစိုးပေ၏မျက်နှာသည်ရဲရွှင်ပြုံးတုံမပြုံးတုံဖြစ်နေ၏ကဲစိုးစမ်းကိုသာဆန်းခမရတိုင်မင်စရာရှိလို့ဘာတိုင်မင်မလဲတော်ပြီကျွန်တော်မတိုင်မင်တော့အိမ်ပြန်မယ်တာဆန်းကိုရိုင်းကလည်းအတော်ရေချိန်ကြိုက်လာလျက်ရှိနေလေပြီတာဆန်းသည်ရေချိန်ကြိုက်လျင်အနီးတွင်ရှိသောသူများကိုမိမိအားအမြဲတစေနှိပ်စက်နေ၍မခံမရက်ဖြစ်လာနိုင်သောအကြည့်မျိုးနှင့်ကြည်တတ်၏သူ့အကြည့်ထဲတွင်မခံခြင်းမှုဝမ်းနည်းမှုနှင့်ဒေါသဖြစ်မှုတို့ပေါင်းစပ်လျက်ရှိ၏ဤလိုဖြစ်လာလျင်တာဆန်းသည်တစုံတစ်ယောက်၏ပြဿနာကိုဖြေရှင်းပေးရမှသော၎င်းသို့မဟုတ်အတန်ကုန်ဟိ၍
ဆိုခြင်းအတွေကိုဆိုပြလိုက်ရမှာတော့၎င်းသို့မဟုတ်တစုံတစ်ယောက်နှင့်ရန်ဖြစ်လိုက်ရမှာတော့၎င်းကြေအေးပြီးစီးသွားလေရှိသည်ယခုလဲတာဆန်းသည်အနီးတွင်ထိုင်နေကြသောလူများကိုရန်လို့တော့မလို့လှက်ပတ်ကြည့်နေရမှစိုးပေဘက်သို့လှည့်လိုက်ဦးစိုးပေအိမ်ပြန်ရမယ်အခုပြန်ကျွန်တော်နဲ့အတူတူပြန်မယ်တာဆန်းကအော်ကြီးဟစ်ကျဲနှင့်ပြောသည်စိုးပေကမူခက်ပြုံးမြုံပင်ဖြစ်ဘာဖြစ်လို့လဲဗျကျွန်တော်ပြန်မှာပေါ့ဖြည်းဖြည်းပေါ့မရအောင်ခုပြန်ရမယ်ခုချက်ချင်းပြန်ရမယ်ဟိုးဘာဖြစ်လို့မရမှာလဲကျွန်တော်ပြန်မှာပေါ့ဗျာဖြည်းဖြည်းပေါ့မရဘူးခုပြန်ရမယ်ကျွန်တော်နဲ့အတူပြန်ရမယ်ဟိုမှာဖွားကြီးကငိုးနေတယ်သိလားကလေးတွေကလည်းငိုးနေတယ်ဥဆိုးပေမကောင်းကိုယ်တိုင်မိမနဲ့ကလေးများနဲ့ကွဲနေရ၍အမြဲတမ်းယူကျုံမရဖြစ်နေခဲ့သောတာဆန်း၏အော်ဟစ်တန်ထဲတွင်ငိုးတန်ပါလာ၏ဒီတော့မှလည်းဝိုင်း၍ထိုင်နေကြသောရင်းသီးသူတို့ကစိုးပေ၏မျက်နှာကိုဝိုင်းကြည့်ကြသည်ဟုတ်လားခမရအိမ်နဲ့ရန်ဖြစ်လာသလားမလောက်ပါနဲ့ဗျာခမရမိမခမရပေါ်မှာစေရနာကောင်းပါလေကဲလားဒီလိုဖြင့်ထကျုပ်တို့ပါလိုက်ပို့မယ်စိုးပေကပြုံးလိုက်သည်သို့သောစိုးပေ၏အပြုံးနောက်တွင်အကြက်တဲတစ်ခုကိုဘဲသို့ဖြည့်ရှင်းရပါမလဲဟုသောအတွေးပါနေသောကြောင့်မပွင့်မလင်းဖြစ်နေသည်ကျွန်တော်ဘာမှမဖြစ်ပါဘူးရန်လည်းမဖြစ်ပါဘူးစကားလည်းမများပါဘူးဘာမှလည်းမဖြစ်ဘဲနဲ့စိုးပေရဲကြဲကြဲနဲ့ပြောခြင်းကိုတာဆန်းကမကျေနပ်သောကြောင့်ခေါင်းကိုတွင်တွင်ရမ်းနေရမှအရက်ခွက်ကိုယူ၍မော့လိုက်သည်မရဘူးဥဆိုပေဒါတော့မရဘူးခုပြန်ရမယ်အဖွားကြီးကျွန်တော်ကိုငိုးတိုင်လိုက်ပြီးပြီဥဆိုပေအိမ်ပြန်မလာတာ3ရက်ရှိပြီတဲ့ကဲဘာပြောမလဲဟုတ်ပါတယ်ဒီလိုဆိုရင်တော့ကိုစိုးပေပြန်လာကောင်းပါလေကျွန်တော်တို့လည်းလိုက်ပို့ကြမှာပေါ့ယခုမှစိုးပေအခက်တွေ့နေ၏တာဆန်းကလည်းမူးမူးနဲ့အတင်းအဓမ္မဆွဲနေ၏တာဆန်းနှင့်စိုးပေတို့၏ရင်းနှီးသောအပေါင်းအသင်းများကလည်းအတင်းအဓမ္မလိုက်ပို့ကြမည်ပြုနေ၏စိုးပေအတွက်ဝစ်လေကြောင်ပတ်နှင့်ညင်းဆန်ပြီးမဖြစ်နိုင်တော့ဒီမှာကျွန်တော်တခုပြောပြရစီဗျာစိုးပေပျော်ရွှင်ပြုံးတုံမပြုံးတုံသောမျက်နှာသည်နည်းနည်းသလိုတီးသလိုအသွင်မျိုးသို့ပြောင်းလဲသွား၏စိုးပေကမိမိသည်အိမ်မှခွန်ကြီးခွန်ငယ်ဘာမှမဖြစ်ဘဲထွက်လာခဲ့ပါသည်ဟုပြော၏ထို့နောက်မိမိအိမ်မပြန်တော့သည်မှလည်းဟုတ်ပါသည်ဟုဝန်ခံ၏ဤသို့ဘာမှလည်းမပြောအိမ်သို့လည်းမပြန်မဲနေခြင်းသည်အကယ်၍ပြောမိပါကပြောသည့်အတိုင်းပြုလုပ်ရမည်ဖြစ်သောကြောင့်ဘာမှမပြောဘဲထွက်လာခဲ့ပါသည်ဟုဆိုသည်စိုးပေ၏နောက်ဆုံးဝန်ခံချက်မှာမိမိတွင်မိမိချစ်သောသမီးများရှိသည်ထိုသမီးများသည်အမြဲတစေမိမိတို့၏အတုကိုယူနေကြမည်သူများဖြစ်ကြသည်မိမိသည်မိမိတိတ်ခါကိုထိခိုက်သောအကြောင်းတစ်စုံတစ်ခုကိုလစ်လူပြုနေမည်ဆိုပါကနောင်သောအခါတွင်မိမိသမီးများလည်းထို့သောပင်ကိုယ်တိတ်ခါကိုမဆောင်စည်းပဲအတုယူကြမည်ဆိုသည်ဟုဆို၏အထက်တန်းစိတ်နေစိတ်ထားနှင့်တန်ဖိုးဟူသည်မှာချမ်းသာခြင်းစင်ရဲခြင်းနှင့်မဆိုင်မိမိတိတ်ခါကိုမိမိထိမ့်သိမ်းခြင်းသာဖြစ်သည်ဟုပြောပြ၏စိုးပေကဥပမာလေးတစ်ခုထုတ်ပေးသည်ဆိုကြပါတော့ဗျာကျွန်တော်ဟာအလေးမာသမားတစ်ယောက်လဲဖြစ်တယ်ဆိုပါတော့အင်မတန်ဆင်းရဲနေသည်လဲဆိုပါတော့ကျွန်တော်အလေးမာနေခြင်းကိုနိုင်ငံတော်အစိုးရနဲ့တကွမြည်သူကမှလည်းရခင်ကလည်းအာမပေးဘူးအခုလည်းအာမပေးဘူးနောင်လည်းအာမပေးဘူးဆိုပါတော့ပြီးတော့အခုပြုလုပ်မဲ့ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာကျွန်တော်ဟာအားလုံးကိုအနိုင်ရအောင်အလေးမနိုင်မယ်ဆိုတာကိုလည်းကျွန်တော်သိတယ်ဆိုပါတော့ပြီးတော့တကယ်နိုင်အောင်မလိုက်ရင်လဲကျွန်တော်တို့တိုင်းပြည်ကနိုင်လိုက်တော့သာခဏဝိုင်းမြောက်လိုက်ကြပြီးတလလောက်အတွင်းကျွန်တော်ကိုမေ့ပြောက်သွားလိမ့်မည်ဆိုတာလဲသိတယ်ဆိုပါတော့နောက်တစ်ခုကကျွန်တော်တို့တိုင်းပြည်ကကျွန်တော်ကိုလည်းအထင်မကြီးဘူးကျွန်တော်နိုင်လိုက်မယ်ဆိုတာလဲဘယ်သူမှမသိဘူးဆိုပါတော့ဒါပေမဲ့နိုင်ငံခြားတိုင်းပြည်ကလူတွေကျွန်တော်လေ့ကျင့်နေတာကိုလာကြည့်ပြီးကျွန်တော်သေးသေးချာချာနိုင်မယ်ဆိုတာကိုသိတာနဲ့ကျွန်တော်ကိုပုတ်ကာတီကားလေးကတ်ရှုံးပေးပါဒ
ဒီလိုအရှုံးပေးရင်ခမရကိုတန်း200လောက်ပုံပေးပါမယ်ဆိုပြီးလက်ရောက်ငွေပါပုံပေးသွားတယ်ဆိုပါတော့အဲ့လိုအချိန်အခါမျိုးမှာကျွန်တော်ဟာဘာလုပ်မယ်ထင်တယ်လဲကျွန်တော်လိုဆင်းရဲတဲ့လူတစ်ယောက်ဟာဒီလိုပုံပေးတဲ့ငွေတွေအားလုံးကိုစွန့်ပယ်လိုက်ပြီးကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်နိုင်အောင်မမယ်ပြီးတော့ကျွန်တော်ကိုတက်လာလောက်အတွင်းလူတွေမေ့သွားပြီးတဲ့အခါမှာထမင်းချမ်းနဲ့ပဲပြုတ်စားပြီးရန်ကုန်စိတ်ကန့်သွားကူရီလှုပ်စားနေမယ်အဲ့ဒီလိုအစင်းရဲခံနိုင်ခြင်းအနစ်နာခံနိုင်ခြင်းနောက်ဆုံးပိတ်လူမိုက်လူအအဖြစ်နဲ့နာမည်ပြက်ခံနိုင်ခြင်းဆိုတာတွေဟာကျွန်တော်လိုချင်တဲ့ကျွန်တော်တရုပ်ဖော်လို့တဲ့အထက်တန်းသားစိတ်နေစိတ်ထားပဲအဲ့ဒီတော့ကျွန်တော်ယုံကြည်တဲ့စိတ်ထားမြင့်မြတ်မှုဆိုတာအဲ့ဒါမျိုးကိုပြောတာကျွန်တော်အစင်းရဲခံနိုင်တယ်အငတ်ခံနိုင်တယ်ဒီလိုအစင်းရဲခံအငတ်ခံပြီးဘာမဆိုကိုယုံကြည်ချက်ကိုလုံရဲတဲ့တတ္တိမျိုးတွေကျွန်တော်ကလေးတွေမှာရှိစေချင်တယ်အဲ့ဒီတော့ကျွန်တော်မာနကိုထိခိုက်တဲ့အတုံးအနှုံမျိုးတွေကိုကျွန်တော်ကလေးတွေရှိမှပြုလုပ်တာကျွန်တော်မခံနိုင်ကျွန်တော်ကလည်းမပြုလုပ်ဘူးကျွန်တော်ခံပြရင်ကျွန်တော်ကလေးတွေကကျွန်တော်ကိုအတူခိုးပြီးမာနထားတဲ့နေရာမှာမထားပဲစိတ်ဓာတ်နဲ့အတွေးခေါ်တွေပြော့ညံ့သွားလိမ့်မယ်ဟိုးကျွန်တော်ခုတော့အိမ်ပြန်မလိုက်ပြရပါစေနဲ့ဗျာစိုးပေရှင်းပြနေတဲ့သည်တိတ်ဆိတ်သောအခန်းတွင်၌ရှင်းကနေအတိတ်ပဲပေါ်လွင်နေသည်တာဆန်းသည်အံကိုကျင်းရင်နားထောင်နေဘဝထဲမှာဒီလိုအဖြစ်မျိုးတွေမရှိအောင်ကျွန်တော်ဘယ်နဲ့လုပ်ပြရပါမလဲဟုထိကြိုက်အကွဲနေသောအတန်နှင့်အော်ဟင်းရင်အပြင်သို့ထွက်ပြေးတခါလုံးတိတ်ဆိတ်နေကြသည်တယောက်မှစကားမပြောတော့ဘဲအတွေးကိုစီနှင့်ငြိမ်သက်နေကြ၏စိုးပေသည်မိမိရှေ့တွင်ရှိသောအရက်ဖန်ခွက်ကိုကတိုင်းရှုသူတို့ကြည်ရင်ချာလက်ပတ်လက်လှဲ့နေ၏စိုးပေရင်ထဲတွင်အပြင်သို့အတန်မထွက်ဘဲရှိုက်ငင်လျက်ရှိနေ၏အလုံးတိတ်ဆိတ်နေသောကြောင့်အပြင်ဘက်၌ကားရက်လိုက်သောအတန်ကိုကြားလိုက်ရသည်ထိုအတန်နှင့်မရှိမနှောင်းပင်အခန်းတွင်သို့ဝင်လာသောခြေတံများကိုကြားရ၏ဟဲ့ဆရာကြီးဘာလို့အိမ်ပြန်မလာတာလဲရဲရဲမောမောနှင့်ပြောလိုက်သောအတန်ကိုကြားကြလိုက်ရသောအခါအားလုံးကလှည့်၍ကြည်ကြသည်စိုးပေရဲမေသည်စိုးပေရှိရသို့တန်းတန်းမှတ်မှတ်ဝင်လာ၏ကဲပါလာပါအခုလာခေါ်တာပါကျမမှားတာတွေရှိရင်လည်းရှိမပေါ့ဒါတွေကိုတမင်ကိုစိုးပေနစ်နာထိခိုက်အောင်ပြောတာဆိုတာမဟုတ်ပါဘူးအမှတ်တမဲ့မတော်တဆပါသွားတာဖြစ်ပါလိမ့်မယ်ဒီလိုနာတမ်းမှန်းသိရင်လည်းဒီကတမင်မပြောပါဘူးအလက်ကဘာမဟုတ်တာလေးနဲ့ကဲတောင်းမှန်ပါတယ်ရှင်လာပါအိမ်ပြန်ကြပါစို့စိုးပေကဘာမှမပြောဘဲငြိမ်နေသည်အမေနှင့်အဖေသည်၎င်းအကိုနှင့်အကိုမရသည်၎င်းစိုးပေရခင်မရ2ယောက်သည်၎င်းယခုလိုဘာမဟုတ်တာကလေးနှင့်ပင်ဘာမှမဖြစ်ဘဲနှင့်ကွဲခဲ့ကြရသည်စိုးပေသည်ပင့်သက်ရှိုက်လိုက်သည်အတူထိုင်နေကြသူတို့၏မျက်နှာတို့ကမူပြုံးပြုံးရွှင်ရွှင်ဖြစ်လာကြတော့လဲမြုံစီစီနှင့်လုံနေကြသည်ကဲလာပါဦးစိုးပေရလဲပြန်ကြစို့တာဆန်းသည်အရက်လက်ကြံများကိုဝေး၍ပေးရင်နေရာမှထလိုက်၏ထို့နောက်အားလုံးစုပြုံပြီးလျင်စိုးပေတို့အိမ်သို့ကားနှင့်လိုက်ပို့ကြသည်စိုးပေနှင့်စိုးပေမယားကားပေါ်မှဆင်းသွားသောအခါတာဆန်းလည်းရောရောင်လျက်နောက်မှလိုက်သွား၏လေကားပေါ်သို့တက်မိကြ၍တဝက်ခန့်ရောက်လျင်စိုးပေတို့၏နောက်မှရှိုက်ငိုသံကြားရသည်စိုးပေနှင့်စိုးပေကတော်ကအံ့အားသင့်စွာလှည့်ကြည့်ကြ၏တာဆန်းသည်မျက်နှာကိုလက်ဝါးနှင့်အုပ်လျက်ဂျစ်ကားရှိရာသို့အတင်းဆင်းပြေ၏စိုးပေတို့လင်မယားဂျစ်ကားရှိရာသို့ပြန်လှည့်လာကြသောအခါဂျစ်ကားသည်ဝူးကနေထွက်သွားနှင့်ပေပြီတာဆန်း၏ရှိုက်ငိုသံသည်စိုးပေ၏နားထဲ၌တဝဲဝဲကြမ်းရှိနေ၏စိုးပေကအတန်ခတ်အဲနှင့်ညည်းညူလိုက်တာဆန်းမိမတော့ဘယ်တော့မှတာဆန်းကြီးစီကိုပြန်လာတော့မှမဟုတ်ဘူးထင်ပါရဲ့ကွာဟိုးသူ့အောင်ပြန်လာခြင်းစရာကောင်းလို့လားလို့ဒီလိုဆိုရင်ငါကတော့စောင်းလိုက်အေးမြသောညစ်လေသည်စိုးပေတို့လင်းမယားကိုပူးကတ်သွားစေ